အားလုံးပဲမင်္ဂလာပါ Factoria မှာကြိုဆိုပါရစေ။အခုဆိုရင်အေးမြတဲ့ဆောင်းရာသီကိုရောက်ရှိလာပါပြီ။ဆောင်းမနက်ခင်းတွေမှာဆောင်းတွေကမထချင်လောက်အောင်အေးဆက်နေတာမျိုးခြေဖြားလက်ဖြားတွေခဲနေတာမျိုးကိုလူတိုင်းခံစားရမှာပါ။အပြင်ကနေအနှွေးထည်တွေဆောင်းတွေနဲ့အေးဒဏ်ကိုကာကွယ်ရုံတင်မကမေကျမတို့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကနေအပူဓာတ်ကိုတဘာဝအတိုင်းထွက်ပေါ်လာအောင်စွမ်းဆောင်ပေးနိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့မှန်ကန်တဲ့အစားအစာတွေကိုရွေးချယ်စားသောက်ခြင်းပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဆောင်းရာသီမှာဘလို့အစားအစာတွေကတင့်ကိုနှွေးထွေးစေမလဲ။ဘာကြောင့်နှွေးထွေးစေတာလဲဆိုတဲ့သိပ္ပံနည်းကျအချက်အလက်တွေနဲ့တကွတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အစားအစာတွေကခန္ဓာကိုယ်ကိုနှွေးထွေးစေတဲ့ဖြစ်စဉ်ကို thermogenesis အပူဖြစ်ပေါ်ခြင်းဖြစ်စဉ်လို့ခေါ်ပါတယ်။ကျမတို့အစာစားလိုက်တဲ့အခါခန္ဓာကိုယ်ကအဲ့ဒီအစာကိုခြေဖြတ်ဖို့အတွက်စွမ်းအင်ကိုအသုံးပြုရပါတယ်။အဲ့ဒီလိုစွမ်းအင်သုံးပြီးအလုပ်လုပ်ရတဲ့အခါဘေးထွက်ပစ္စည်းအနေနဲ့အပူဓာတ်ထွက်လာတာဖြစ်ပါတယ်။အထူးသဖြင့်အစာခြေဖြတ်ရခက်ခဲ့တဲ့အမြင့်ဓာတ်များတဲ့အစာအစာတွေပရိုတင်းဓာတ်တွေနဲ့ကျန်းမာတဲ့အဆီဓာတ်တွေကခန္ဓာကိုယ်ကိုပိုပြီးအလုပ်လုပ်စေရကြောင်းအပူဓာတ်ကိုကြာရှည်ထုတ်ပေးနိုင်ပါတယ်။ဒါကြောင့်ဆောင်းရာသီမှာအစာခံနိုင်ပြီးအပူဓာတ်ပေးနိုင်တဲ့အစာအစာတွေကိုရွေးချယ်ဖို့အလွန်အရေးကြီးပါတယ်။ပထမဆုံးအနေနဲ့ကျမတို့ရဲ့မိဖို့ချောင်းထဲမှာအလွယ်တကူရှိတဲ့ဟင်းခတ်အမွေးကြိုင်တွေအကြောင်းကိုပြောပြချင်ပါတယ်။ဂျင်းဟာဆောင်းရာသီအတွက်အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။ဂျင်းကတွေးလက်ပတ်မှုကိုအားကောင်းစေပြီးကိုယ်တွဲအပူချိန်ကိုမြင့်တင်ပေးပါတယ်။ဂျင်းလက်ဖက်ရည်ပူပူလေးတစ်ခွက်တောက်လိုက်တဲ့အခါတကူလုံးနှွေးကနေဖြစ်သွားတာကိုခံစားဖူးကြမှာပါ။မနက်စာမစားခင်ဂျင်းလက်ဖက်ရည်တစ်ခွက်တောက်တာဟာအနှွေးထည်အများကြီးထက်သွေးလည်ပတ်မှုကိုပိုပြီးကောင်းစေနိုင်ပါတယ်။စံသက်ချက်တွေအရဂျင်းပဝင်တဲ့ဖြိုရည်ကိုတောက်တုံပြီးတဲ့အခါမိနစ်40လောက်အထိလက်ဖွားအပူချိန်တိတိတသားမြင့်တက်လာတာကိုတွေ့ရှိရပါတယ်။ဂျင်းကငင်းညံတဲ့အပူကိုပေးစွမ်းနိုင်စွမ်းရှိတာကြောင့်အေးစက်တဲ့မနက်ခင်းကိုတက်တောင့်တက်တာဖြစ်စေမှာပါ။အစားအစာတွေထဲမှာဂျင်းထည့်စားတာလက်ဖက်ရည်လေးကိုဂျင်းထည့်တောက်တာဟာအေးဓာတ်ကိုတဘာဝအတိုင်းအန်တုနိုင်ဖို့အတွက်ထိရောက်တဲ့ရိုးရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့တစ်ချပိုးပါ။သူကတွေးတွင်းတခြားဓာတ်ကိုထိန်းညှိပေးတယ်လို့ဇီဝကမ္မဖြစ်စဉ်ကိုမြင့်တင်ပေးလို့ခန္ဓာကိုယ်ကိုနှွေးစေပါတယ်။နှနှွင်းကတော့ရောင်ရည်မှုကိုလျှော့ချပေးပြီးစောင်းတွင်းမှာဖြစ်တတ်တဲ့အဆစ်အမြင့်ကိုက်ခဲတာကိုတက်တာစေပါတယ်။ငရုတ်ကောင်းစိတ်လေးတွေကိုဟင်းချိုတဲ့ခက်တောက်တာကလည်းအဆုပ်ကိုနှွေးစေပြီးနှာစေးချောင်းဆိုးဖြစ်ခြင်းကနေကာကွယ်ပေးပါတယ်။ဒါအပြင်စက်သွန်ဖြူဟာကိုယ်ခံအားကိုမြင့်တင်ပေးတဲ့အပြင်သွေးကြောတွေကိုကျဲစေလို့အေးထန်ကြောင့်သွေးကြောကျဉ်းတာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဆောင်းရတီမှာတဘာဝတရားကကျမတို့ကိုပေးထားတဲ့လက်ဆောင်တွေကတော့ရေအောက်မှာပေါက်ဖွာတဲ့အမြင့်ဥတွေပါပဲ။အမြင့်ဥတွေဖြစ်တဲ့ကစုံဥမုံလာဥနီအာလူးနဲ့မုံလာဥဖြူတို့ဟာဆောင်းရတီမှာမဖြစ်မနေစားသင့်တဲ့အစားအစာတွေပါ။ဒီအစာတွေမှာအစာခြေရခတ်တဲ့ကာဘိုဟိုက်ဒရိတ်တွေပါဝင်လို့အစာခြေစနစ်ကဖြည်းဖြည်းချင်းပဲခြေဖြတ်ရပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကအစာခြေဖို့အတွက်စွမ်းအင်ကိုဒီဇိုင်းမမတ်ထုတ်ပေးနေပြီးအချိတ်အကြာကြီးနှွေးထွေးမှုကိုခံစားရစေပါတယ်။အထူးသဖြင့်ကစွန်ဥမှာဗိုက်တာမင် A နဲ့ C ကျွဲဝလို့ဆောင်းတွင်းမှာအသားရည်ခြောက်သွေ့တာကိုတားဆီးပေးပါတယ်။မုံလာဥဖြူဟင်းချိုပူပူလေးကတော့မြမယူရမှာဆောင်းတွင်းရဲ့အဖုံမွန်ပါပဲ။သူကကိုယ်တွင်းအပူအေးကိုမျှတာစေပြီးအစာကျဉ်ညက်အောင်ကူညီပေးပါတယ်။ကျမရည်နဲ့ညီညွတ်တဲ့အဆီဓာတ်တွေဟာခန္ဓာကိုယ်ရဲ့လောင်စာတွေဖြစ်ပါတယ်။ဘာဒန်စေတကြားသည်ရေပဲနဲ့နှမ်းတို့မှာပါဝင်တဲ့အဆီကခန္ဓာကိုယ်ကိုအပူဓာတ်ပေးရုံတင်မကပဲအုံနောက်နဲ့နှလုံးကျန်းမာရေးကိုပါထောက်ပံ့ပေးပါတယ်။ဆောင်းရသည်မှာနှဲယူမြေပဲယူလေးတွေစားပေးတာကအပူဓာတ်ရရှိဖို့အကောင်းဆုံးနည်းလမ်းပါ။နောက်ပြီးပရိုတင်းဓာတ်ကျွဲဝတဲ့အသားငါးနဲ့ဥအမျိုးမျိုးကိုစားတဲ့အခါခန္ဓာကိုယ်ကအပူထုတ်လုပ်မှုပိုများပါတယ်။ဒါကြောင့်ဆောင်းတွင်းမှာအသားဟင်းပူပူလေးတွေပဲဟင်းချိုချိုလေးတွေကအေးဓာတ်ကိုအန်တုဖို့ခွန်အားပေးပါတယ်။ကြားရည်ကတော့တဘာဝအတိုင်းအထူဓာတ်ရှိပြီးကိုယ်တွင်းအပူချိန်ကိုချက်ချင်းတက်စေပါတယ်။ညာအိတ်ခါနီးနွားနို့ပူပူထဲကြားရည်လေးထည့်တောက်တာကနှစ်ချိုက်စွာအိပ်ပျော်စေပြီးကိုယ်ခန္ဓာကိုနှွေးထွေးစေပါတယ်
ချက်မြက်ကလည်းညီမရိုးရအပူစားဖြစ်လို့အစာစားပြီးတိုင်းတစ်လုံးနှလုံးစားပြီးရင်အစာချေပြီးနှွေးထွေးစေပါတယ်။ဆောင်းရသည်မှာအစားအစာတွေသာမကနေထိုင်မှုပုံစံကိုလည်းဂရုစိုက်ရပါမယ်။လူအများစုကချမ်းသာကြောင့်ရေသိပ်မတောက်ကြပါဘူး။ရေမတောက်လို့ရေဓာတ်ခံချောက်တဲ့အခါခန္ဓာကိုယ်ကအပူချိန်ကိုမထိန်းနိုင်တော့ဘဲပိုချမ်းလာတတ်ပါတယ်။ဒါကြောင့်ရေနွေးနွေးလေးကိုတစ်နေ့ကုန်ပုံမှန်တောက်ပေးပါ။ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်လုပ်ပေးပါ။အဲ့ဒီအခါသွေးလည်ပတ်မှုကိုကောင်းစေပြီးအစားအစာကရတဲ့အပူဓာတ်ကိုတစ်ကိုယ်လုံးပြန့်နှံ့စေမှာဖြစ်ပါတယ်။အခုဆိုရင်တော့ဆောင်းရသည်မှာခန္ဓာကိုယ်ကိုတဘာဝအတိုင်းနှွေးထွေးစေတဲ့အစားအစာတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုမှာပြောပြသွားတဲ့အစားအစာတွေကိုနေ့စဉ်စားသောက်မှုပုံစံမှာထည့်သွင်းပြီးဒီဆောင်းရသည်ကိုကျန်းမာပျော်ရွှင်စွာကျော်ဖြတ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။